Andy မိဘမှာကားရဲ့တုံးလေးငါပြောသီးလေးအားပေးပါအောင်ငါပြောသီးလေးချိုးရလေ Andy ဟဲ့မယူဘူးကားနဲ့ဝင်းနေတော့ကားထွက်ရင်မင်းတို့တိုက်တက်ပြီးတော့မနောက်ငါကားလဲမင်းတို့ဟိုင်းနဲ့ခိုင်းပြီးတော့ပုံးပက်ကုန်မယ်မယူတော့ဝင်းနေယူ Okay Andy ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်တာပန်လေးတွေတုတ်ပေးမယ်လေနော်မဘူးလေးပြီးပါအောင် Andy အတော်ဒီကလေးတွေကလည်းဟဲ့တမျိုးမဟုတ်တမျိုးပဲဟဲ့ဘာမှလည်းမသိဘူးမင်းတို့ကလည်းဝင်းနေခုနလေးနေအောင်ခါရဲဦးမငါပြောသည်မဝယ်ဘူးဆိုတော့လည်းပတ်စံကိုတောင်းနောက်ကလည်းမရှိဘူးဟဲ့ရော့မန်လည်းမတော့နဲ့ငါမန်ပိုးနေမယ်ရော့နောက်ဆုံးမလုံနဲ့တော့မီးစိမ့်နေပြီရော့ဒီကျေးဇူးပဲနော် Andy ဟုတ်